အားလုံးပဲမင်္ဂလာပါအခုကျွန်တော်ရောက်နေတဲ့နေရာကတော့ကုန်တယ်လမ်းပေါ်မှာရှိတဲ့စာပေပိတ်မှန်ပေါ်ထမှာပဲဖြစ်ပါတယ်ဒါက coffee shop ဖြစ်တယ်ပေါ့နော် decoration တွေလုပ်ထားတာတွေအရန်ကောင်းပါတယ်လို့ဆိုတော့ကျွန်တော်နဲ့အတူဆရာဇော်မောင်လည်းပါတာဖြစ်ပါတယ်လို့ဒီနေ့မှာသူဆရာရန်ကောင်းတဲ့နှုတ်ကပတ်တော်တွေကိုကြားနာရမှာပဲဖြစ်ပါတယ်ဆရာကိုယေရှုနာမ၌ဖိတ်ခေါ်ပါတယ်ဆရာအားလုံးပဲခရစ်တော်နာမ၌မင်္ဂလာပါဒီနေ့ကျွန်တော်တို့ဘဝခွန်အားယူဖို့ခြေပြုကျမ်းအနေနဲ့ရှမတဲခရစ်ဝင်ကျမ်းခန်းကြီး7အငယ်6ဖြစ်ပါတယ်ငါကြောင့်စိတ်မပြတ်သောသူသည်မင်္ဂလာရှိ၏ဟုပြောတော်မူ၏ဒီစကားကိုယေရှုခရစ်တော်ပြောတာဖြစ်တယ်ပရိသတ်ဆရာယောဟန်ထောင်ထဲမှာအကျဉ်းချနေတဲ့အချိန်မှာယောဟန်ကသူတပည့်တွေကိုလွတ်ပြီးတော့ကိုလိုဟာကြောက်နေမဲ့သူမှတ်လားဒါမှမဟုတ်အခြားသူကိုထပ်ပြီးမျောလင့်ရအောင်မလားဆိုတော့မိကွန်းမှာပြန်ပြီးတော့ယေရှုပြန်ဖြေတဲ့အဖြေလေးဖြစ်ပါတယ်ဒီခင်ယေရှုလက်ထက်မှာရှင်ယောဟန်ဒီယေရှုခရစ်တော်အကြောင်းကိုအဲ့ဒီအချိန်ကာလမှာသူ့လောက်သိတဲ့လူတော်မရှိဘူးလို့ပြောလို့ရပါတယ်ရှင်ယောဟန်တစ်မှာဆိုရင်တလောကလုံးရဲ့အပြစ်တွေကိုယူဆောင်သွားမဲ့ဘုရားရဲ့ကိုယ်တကယ်ကိုကြည်ပါတယ်ယေရှုခရစ်တော်ဟာအပြစ်ကနေကယ်တင်တဲ့အရှင်ဖြစ်တယ်ဆိုတာကိုအတိအလင်းပေါ်ပြပြီးတော့ကျင်ညာတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်သူရဲ့ခြေနှင်းကြိုးကိုတော့မှအဖြီဖို့ကမထိုက်တန်ဘူးဆိုပြီးတော့နားလည်သဘောပေါက်တဲ့လူဖြစ်ပါတယ်ယေရှုခရစ်တော်ကိုကောင်းကောင်းလေးမိတ်ဆက်ပေးခဲ့တဲ့လူဖြစ်ပါတယ်ဒါပေမဲ့ယောဟန်ကထောင်ထဲကျသွားတဲ့ခေတ်မှာအရင်တော့ကသူယေရှုအကြောင်းကိုသူ့လောက်သိတဲ့သူမရှိဘူးလို့ထင်ရပေမဲ့ဒီချိန်မှာတော့ယေရှုပြန်ပြီးတော့မိကွန်းထုတ်နေပါတယ်ခါလေးဘာနဲ့သွားသူလဲဆိုတော့တက်တာထဲမှာလဲထိုကဲ့သို့ပဲဖြစ်ပါတယ်ကိုရောဒီဒုက္ခကနေကိုရောကဲရောကဲပါအောင်မလားကျွန်တော်အချိန်ပဲတော့လဲကျွန်တော်ကောင်းကြီးရမယ့်အချိန်ပဲတော့လဲကျွန်တော်အောင်မြင်မယ့်အချိန်ပဲတော့လဲဆိုပြီးတော့မိကွန်းထုတ်လာတဲ့အချိန်ရှိပါတယ်ကျွန်တော်ဒီအချိန်ကြီးဟာဝိညာဉ်ရေးအတွက်တကယ်ကိုသတိထားမယ်အချိန်ကြီးဖြစ်ပါတယ်ခိုင်ချိန်ဖခင်ကတင့်ကိုဆွဲခေါ်တဲ့အခါမှာတင်ဖြစ်ခြင်းတဲ့ပုံစံတိုင်းတင့်ကိုဆွဲခေါ်ခြင်းမှဆွဲခေါ်ပါလိမ့်မယ်ဒါပေမဲ့တေချာတာကတော့သူဖြစ်စီခြင်းတဲ့အတိုင်းတင့်ကိုဆွဲခေါ်တာဖြစ်ပါတယ်သူဖြစ်စီခြင်းတဲ့အတိုင်းတင့်ကိုဆွဲခေါ်တဲ့အခါမှာတင်ဖြစ်ခြင်းတဲ့ပုံစံဖြစ်ခြင်းမှဖြစ်ပါလိမ့်မယ်ကျွန်တော်ယုံကြည်သူတတာကတခုဖြစ်ပြီးဆိုရင်မျောလင့်တဲ့အတိုင်းဖြစ်မလာဘူးဆူတောင်းတဲ့အတိုင်းဖြစ်မလာဘူးယုံကြည်တဲ့အတိုင်းဖြစ်မလာဘူးဆိုရင်အဖြစ်တင်ခြင်းတဲ့စိတ်တွေရမ်းများပါတယ်ဘသူကြောင့်ဖြစ်တယ်နင်းကြောင့်ဖြစ်တယ်ငါကြောင့်ဖြစ်တယ်နင်းအတုံးမချလို့နော်နောက်ဆုံးကိုယ့်ရဲ့တင်းဦးဆရာတွေကိုအပြစ်တင်တယ်ကိုယ့်ရဲ့ဆရာသမားတွေကိုအပြစ်တင်နောက်ဆုံးဘုရုပြစ်တင်တယ်ဆိုတော့ဘုရားတခင်ကအပြစ်တင်တာဖြစ်ပါတယ်ဒီနေ့ဘုရားကပြောပါတယ်ငါကြောင့်စိတ်မပြတ်တဲ့သူဟာမင်္ဂလာရှိတယ်စိတ်ပြည့်စရာအခြေအနေတွေ့ရပေမဲ့ဘုရားတခင်ပေါ်စိတ်မပြတ်တော့သူဟာမင်္ဂလာရှိတာဖြစ်ပါတယ်မင်္ဂလာရှိတဲ့တတ်တာဆိုတာကအရာရာအားလုံးအဆင်ပြေကောင်းမွန်နေတဲ့အခြေအနေမျိုးပြောချင်နေတာမဟုတ်ဘဲနဲ့ဘလို့အခြေအနေပဲကြုံတွေ့ပါစေဘလို့စိတ်ပြည့်စရာအခြေအနေတွေနေ့ရက်တွေပဲဖြစ်တန်းရပါစေဘုရားသခင်ပေါ့စိတ်မပြတ်တဲ့နှလုံးသားမျိုးဖြစ်ပါတယ်ယောဟန်တတကတော့ဘုရားကိုအစာပိုင်းမှာယုံကြည်စိတ်ချပြီးတော့ဘုရားအမှုတော်ကိုဆောင်ခဲ့ပြီးပြီလို့အခြေအနေတစ်ခုရောက်သွားတဲ့အခါမှာဘုရားသခင်ပေါ့စိတ်ပြတ်တဲ့အခြေအနေကြုံသွားတာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့နေနဲ့ဘေးကျက်နံကျက်ရောက်နေတယ်ရှိသူကဖို့လည်းမဟုတ်နောက်ဆုတ်ဖို့လည်းမဟုတ်ဘာလို့ဘာခံရမှန်းမသိတဲ့အခြေအနေရှိတတ်ပါတယ်ဆူတောင်းတယ်တောင်းတဲ့အတိုင်းပဲဖြစ်လာတဲ့အခြေအနေရှိပါတယ်တောင်းကြတော့တောင်းနေရမယ်ဆိုရယ်ခွဲနှုတ်ကပတ်တော့လည်းရှိတယ်လို့ယုံကြည်ခြင်းပါလဲတောင်းရင်လည်းဘာမှမဖြစ်တဲ့အခြေအနေတစ်ခုလည်းရှိပါတယ်ဒီအခြေအနေကတင်စိတ်ပြတ်သွားဖို့မဟုတ်ပဲနဲ့ဘုရားကိုတာ၍မျှော်လင့်တတ်ဖို့ဖြစ်ပါတယ်အထူးသဖြင့်ဒီဝိညာဉ်ရဲ့အခြေအနေတွေအရင်ယူဆိုင်ဖို့လိုပါတယ်တန်ချက်တော်အပြင်ကျမ်းမာပြီးယေရှုခရစ်တော်ရဲ့တန်ချက်တော်ကကျမ်းမာပြီးလို့တင်ဝန်ခံနေပြီမဲ့မကျမ်းမာတဲ့အခြေအနေလည်းကြုံရပါတယ်စီးတောင်းရတဲ့အခြေအနေလည်းရှိပါတယ်တန်ချက်တော်အပြင်ပျောက်ကင်းတဲ့အခြေအနေလည်းရှိပါတယ်မပျောက်ကင်းတဲ့အချိန်မှလည်းဘုရားကိုစိတ်မပြတ်ဖို့ဘုရားကောင်းကြည့်နေပါစေဘုရားကိုကိုးကွယ်တဲ့အခါမှာအောင်မြင်တော်သူဖြစ်တယ်လို့အောင်မြင်ခြင်းရတတ်တာဖြစ်တယ်လို့ကျမ်းစာထဲမှာမြင်တွေ့ရပါမယ်ကိုးကွယ်ရင်းနဲ့ပဲရှာဒရက်မီရှက်အပတနီဂေါတို့လိုမိအိုင်ထဲမှာဒုက္ခရောက်သွားတဲ့အခြေအနေလည်းရှိပါတယ်ဒါပေမဲ့သူတို့ဒီဟာဘုရားသခင်ပေါ်လုံးဝစိတ်မပြတ်ခဲ့ပါဘူးဒီနေ့ရောတက်ကဲတို့ဘုရားကယူပါယုံအကြီးကြီးပေးထားပေမဲ့ဘုရားရဲ့ဂတိတော်ရှိနေပေမဲ့ဂတိတော်တိုင်းဖြစ်မှာလည်းအခြေအနေအဲ့ဒီဂတိတော်နဲ့စန့်ကျင်မဲ့အခြေအနေကိုကြုံရတော့ညံ့လဲဘုရားသခင်ကိုစိတ်မပြတ်ခဲ့ပါဘူးဒီနေ့ကျွန်တော်တို့ဒီဘုရားသခင်ပေါ်စိတ်မပြတ်တော့သူတွေဟာတကယ်ပဲမင်္ဂလာရှိတဲ့တတ်တာဖြစ်တယ်ဆိုတာဝင်ကားပေးချင်ပါလေဘုရားသခင်ပေါ်၌စိတ်ချခြင်းယာယာ၌ယေရှုတော်ချီးမွမ်းခြင်းဆိုတဲ့နှလုံးသားမျိုးဒီနေ့ဘုရားသခင်ကိုရှိပါလေအဲဒီနှလုံးသားကတာလေ
မင်္ဂလာရှိတဲ့နှလုံးသားဖြစ်ပါတယ်တကယ်ပဲဝိညာဉ်ရအတွက်အရောက်စီတိုင်းကောင်းကြီးဖြစ်မယ်လို့သူယုံကြည်မျှော်လင့်လက်များနဲ့တတိခံဝင်ကပေးချင်ပါတယ်အရောက်စီတိုင်းပေါ့ဘုရားသူကောင်းကြီးပေးပါစေ အာမင်ဒီနေ့ဆရာအပြင်ကြားရတဲ့နှုတ်ဘတ်တော်ကကျွန်တော်လည်းအများကြီးစကားပြောနေတာဖြစ်ပါတယ်ဆိုတော့အားလုံးအတွက်ကောင်းကြီးဖြစ်မယ်လို့လည်းကျွန်တော်ထူးယုံကြည်တယ်ရောက်စီတိုင်းပေါ်မှာကြားခင်ကောင်းကြီးပေးပါစေ